နှုံးမုန်းတိုက်ရတဲ့ကလေးတွေအတွက်ဝမ်းချုပ်ခြင်းနဲ့ပတ်သက်တဲ့အကြံပြုချက်တွေပါကလေးငယ်တွေရဲ့ဝမ်းသွားတဲ့နှုံးကကလေးကြီးတွေလူကြီးတွေရဲ့ဝမ်းသွားတဲ့နှုံးနဲ့တော့မတူပဲကွာခြားမှုရှိနိုင်ပါတယ်။တစ်နေ့တစ်ချိန်ဒါမှမဟုတ်နှစ်ရက်တစ်ချိန်သွားတာမျိုးကတချို့ကလေးတွေအတွက်ကတော့ပုံမှန်ပါပဲ။တကယ်လို့ကိုယ့်ရဲ့ကလေးကဝမ်းချုပ်နေတယ်လို့ခံစားရရင်လောက်ရလွယ်ပြီးတော့အန်တီရဲ့ကင်းပြီးတတ်တာစီမဲ့နီလန်းတွေကိုပြောပြပေးပါမယ်။ကလေးကိုရေဓာတ်ပြေဝစေဖို့အတွက်နှုံးမုံကိုညွှန်ကြားချက်အတိုင်းဂီယူတစိုက်တိုက်ကျွေးပါနော်ပြီးရင်တော့ကလေးရဲ့ဖိုက်ကိုနိုင်လက်တံအတိုင်းစဝိုင်းပုံတံညင်ညင်သာသာနှိပ်နေပေးပါ bicycle kick လို့ခေါ်တဲ့လေးကျင်ကန်ဖြစ်တဲ့ကလေးရဲ့ခြေထောက်လေးတွေကိုစပိန်နဲ့ပုံစံညင်ညင်သာသာလှုပ်ရှားပေးတဲ့လေးကျင်ကန်မျိုးလဲလုပ်ပေးနိုင်ပါတယ်ဘယ်လိုလုပ်ရမလဲဆိုတော့ကလေးကိုပက်လက်အနေထားမှာထားပြီးတော့ကလေးရဲ့ခြေထောက်နှစ်ဖက်ကိုကိုင်ဒူးကိုကွေးပြီးတော့ဘိုက်စီကိုကတ်ထားမယ်ပြီးရင်တော့ညင်ညင်သားသားနဲ့ဘဲဘက်ခြေထောက်ကိုဆန့်ထုတ်လိုက်ညာဘက်ခြေထောက်ကိုဘိုက်စီကတ်လိုက်လုပ်ပေးပါခြေထောက်နှစ်ဖက်ကိုစပိန်နင်းသလိုမျိုးတလှည့်စီလှုပ်ရှားပေးပါဒီလေးကျန်ကန်းကဥမာကြီးကိုလှုံ့ဆော်ပေးပြီးတော့ဝမ်းသွားလွယ်စေဖို့အတွက်ကိုကူညီပေးနိုင်ပါတယ်တဲ့ရဲ့ကလေးကအသက်6လအထက်ဆိုရင်တော့ရေဓာတ်ဖြည့်တဲ့ကလေးအစားအစာတွေကိုဂယူးတစိုက်ကျွေးမွေးပေးပါကလေးကဝမ်းသွားရမှာအရင်ညှစ်နေရတာဝမ်းကမာပြီးတော့အချောင်းသေးသေးလေးတွေပဲထွက်တာဝမ်းသွားနေတော့မှနာကျင်ပြီးတော့ငိုနေတာဗိုက်တင်းတာအန်တာစရတွေဖြစ်တယ်ဆိုရင်တော့နီးစက်ရကလေးဆရာဝန်နဲ့တိုင်ပင်မှာအထူးသတိထားဖို့ကဆရာဝန်ညွှန်ကြားချက်မရှိဘဲနဲ့ဝမ်းနှုတ်ဆေးတွေကိုကိုယ်သဘောနဲ့ကိုလုံးဝမတိုက်ပါနဲ့နော်ကလေးငယ်တွေရဲ့ဝမ်းသွားတဲ့ပုံစံကအချိန်ကြာလာတဲ့နဲ့အမျှပြောင်းလဲနိုင်တာဆိုတာမျိုးကိုလည်းသတိရပါကဲဒီလိုမျိုးဖေဖေတို့မမီတို့အတွက်သိကျင်တာတွေကိုသိနိုင်ဖို့အတွက် tips for babies ကို follow လုပ်ထားကြပါနော်